ဒီငှက်ကတော့စာကလေးဖြစ်ပြီးခိုတွေကလွှဲရင်အတွေ့အကြုံငှက်တွေဖြစ်ပါတယ်။စာကလေးတွေကများအပြည့်အင်းဆက်စားတဲ့တော်ဝါတွေဖြစ်ပြီးဘိုးဖလန်နဲ့တခြားအင်းဆက်တွေကိုစားသုံးပါတယ်။ဒါပေမဲ့သူတို့ကအသားလဲစားပါတယ်။တကယ်လို့စာကလေးတစ်ကောင်ကတည်ဆုံးနေတဲ့တိရစ္ဆာန်တစ်ကောင်ရဲ့အသားကိုစားနေတာတွေ့ရင်မအံ့ဩပါနဲ့။နောက်ပြီးသူတို့ကကောက်ပဲသီးနှံတွေကိုလည်းစားပါသေးတယ်။လူသားရဲ့စိုက်ပျိုးရေးလုပ်ငန်းစတင်လုပ်ကိုင်ကြတဲ့ကသူတို့ကလူတွေနဲ့အတူတူလာရောက်နေထိုင်ခဲ့တာပါ။ဒါကြောင့်ကျွန်တော်တို့ကအနည်းဆုံးနှစ်ပေါင်း1000လောက်အတူတကွရှင်တွဲနေထိုင်ခဲ့ကြတာပါ။စာကလေးတွေမှာခြေထောက်တူတူလေးတွေရှိပြီးလမ်းလျှောက်ရမယ့်အစားခုံဆွသွားတတ်ကြပါတယ်။သူဒေသနာအရာသူတို့ကလမ်းလျှောက်နိုင်တယ်လို့ဆိုပေမဲ့ကျွန်တော်ကတော့မတွေ့ဘူးသေးပါဘူး။တကယ်လို့ရန်သူတွေလိုက်ဖမ်းရင်တော့သူတို့ကရေအောက်ကိုငုံချိုးပြီးမပြန်တန်းခင်အထိရေကူးနိုင်ကြပါတယ်။ဒါကြောင့်ပဲသူတို့ကရေမနစ်ကြပါဘူး။ခန္ဓာကိုယ်တင်းနေပေမဲ့သူတို့ကတနာရီမိုင်30နှုန်းနဲ့ပြန်တန်းနိုင်ကြပါတယ်။သူတို့ကနေမြေဆွဲအရန်ကြီးတဲ့ငှက်တွေဖြစ်ပါတယ်။တကယ်လို့သူတို့ရဲ့နေမြေတွေကိုတခြားငှက်တွေဝင်လာတာကိုမြင်ရင်အယိုးကွဲမတက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ဟုတ်ပါတယ်။သူတို့ကပြန်လွှမ်းငတ်တဲ့ဇရက်တီအပါအဝင်မျိုးစိတ်ပေါင်း80ကျော်ကိုတပ်ဖြတ်ခဲ့မှုကြောင့်မှတ်တမ်းတင်ထားတာရှိပါတယ်။ပြီးတော့ကျွန်တော်တွေးကြည့်ခဲ့တဲ့အထူးဆန်းဆုံးအချက်ကတော့လေဘင်းမြူစာကလေးတွေမှာလိန်လေးမျိုးရှိနေတာပါပဲ။ဘယ်လိုမျိုးခွဲခြားသတ်မှတ်ခဲ့တာလဲတော့ကျွန်တော်မသိပေမဲ့အထီး2မျိုးနဲ့အမ2မျိုးရှိနေတာဖြစ်ပါတယ်။ဒီအကောင်ကတော့နှံကောင်ဖြစ်ပြီးကဘာပေါ်မှာနှစ်တန်ပေါင်း250ကျော်တဲ့ကရှိနေခဲ့တာပါသူတို့နာမည် grasshopper ဆိုတာမြက်ခင်းထဲမှာခုံပြန်ကျော်လွှားနေတယ်ဆိုတာကျွန်တော်တို့သတိမထားမိပါဘူးသူတို့ကအမြဲတမ်းခုံနေတာလို့ထင်ရပေမဲ့ပုံမှန်အတိုင်းလမ်းလဲရှောင်နိုင်ပါတယ်လူတော်တော်များများကနှံကောင်တွေပြန်တန်းနိုင်တယ်ဆိုတာမသိကြသလိုသူတို့ကရေကူးနိုင်တယ်ဆိုတာကိုလည်းသိတဲ့လူနည်းပါတယ်တင်ကနှံကောင်တစ်ကောင်ရေထဲကိုကျသွားတာကိုမြင်တော့စိတ်မပူပါနဲ့သူကပြန်ထွက်လာပြီးပြန်တန်းသွားပါလိမ့်မယ်ဒီအစိမ်းရောင်အင်ဆက်တွေမှာအစိမ်းရောင်သွေးတွေရှိပါတယ်သူတို့ကမြက်ပန်းပွင့်တစ်ခေါက်နဲ့တခြားနှံကောင်တွေကိုပါစားပါတယ်တချို့မျိုးစိတ်တွေကချင်းပြန်စားပါတယ်သူတို့ကသူတို့ခန္ဓာကိုယ်ရဲ့16ဆလောက်ရှိတဲ့အစာတွေကိုနေ့စဉ်စားနေရပြီးသူတို့မှာအာဟာရဓာတ်များစွာပါဝင်ပါတယ်ဒါကြောင့်ပဲတချို့လူတွေကသူတို့ကိုဖမ်းယူစားတော့ကြပါတယ်အန်ဒီရယ်နဲ့ကြုံတဲ့အခါသူတို့ကရန်သူကိုမောင်းထုတ်ဖို့အတွက်ညုံမဲမဲအရည်တွေကိုထွေထုတ်လိမ့်ရှိပါတယ်သူတို့မှာမျက်လုံး၅လုံးရှိပြီးနားနှစ်ဖက်ကတော့ဝမ်ပိုက်ထဲမှာရှိပါတယ်သူတို့ကခြေထောက်တွေကိုအတောင်နဲ့ပို့တိုက်ပြီးအတန်မြင်အောင်လုပ်ကြပါတယ်နှံကောင်အများပြားစုပြုံလာပြီးဆိုရင်တော့သူတို့အတွက်အစာမလောက်တော့ဘူးဆိုတာသိရှိသွားပါတယ်အဲ့ဒီခါသူတို့ကအယောင်ပြောင်းလဲသွားပြီးအုပ်စုလိုက်ကြီးပြန်တန်းသွားပါတော့တယ်သူတို့လမ်းကြောင်းမှာရှိတဲ့အပင်မှန်သမျှကိုလည်းအကုန်ကိုက်ဖြတ်ပြီးဖျက်ဆီးပေးပါတယ်အဲ့ဒါကိုကျွန်တော်တို့ကကျိုင်းကောင်လို့ခေါ်ကြတာပါတကယ်တော့ကျိုင်းကောင်ဆိုတာသီးရှားအင်းဆက်တစ်မျိုးမဟုတ်ပါဘူးနှံကောင်တွေရဲ့ဘဝတက်တန်းတွေကစင်ကဲပြောင်းလဲသွားတဲ့အဆင့်တစ်ခုသာဖြစ်ပါတယ်နှံကောင်တွေကအများအပြားအစိမ်းရောင်ဖြစ်ပေမဲ့ပန်းရောင်နှံကောင်တွေလည်းရှိတတ်ပါတယ်။အိမ်ရောင်တွေကပုတ်သိမျိုးနွယ်စုဝင်ဖြစ်ပြီးသူတို့ကမျိုးစိတ်ပေါင်း9000ကျော်ရှိပါတယ်။သူတို့ကိုအနာတိကတိုက်ကလွှဲရင်ကမ္ဘာနေရအနှံ့ပြားမှာတွေ့နိုင်ပါတယ်။သူတို့ကကမ္ဘာပေါ်မှာနှစ်တန်းပေါင်း300ကျော်ကလေးကတည်ရှိနေတာပါ။ဒါကြောင့်နီးပညာရပြောရရင်တော့အိမ်ရောင်တွေကဒိုင်နိုဆောနဲ့တူတာမဟုတ်ပဲဒိုင်နိုဆောတွေကသာအိမ်ရောင်တွေနဲ့တူခဲ့တာပါ။တောက်တဲ့နဲ့အိမ်ရောင်တွေကသူတို့ရဲ့အမီးတွေကိုဖျက်ချနိုင်တယ်ဆိုတာသင်တို့သိပါလိမ့်မယ်။သူတို့ကအမီးကိုဖျက်ချပြီးရန်သူကိုမျက်စိလဲအောင်လောက်ကထွက်ပြေးကြတာပါဒါပေမဲ့တင်တို့မသိသေးတဲ့အချက်ကတော့သူတို့ကအဲ့ဒီအမီးကိုပြန်ချဖို့အဲ့ဒီနေရာကိုပြန်လာတတ်တာပါဒါကဘာလို့လဲဆိုတာမေးစရာရှိပါတယ်ကြောင်းရင်ကတော့အဲ့ဒီအမီးကအစားအစာပြက်လက်တဲ့အခါသုံးဖို့အတွက်အစီတွေစုဆောင်းထားတဲ့နေရာဖြစ်လို့ပါပဲဒါကြောင့်ပဲသူတို့ဖျက်ချခဲ့တဲ့အမီးတွေကိုပြန်စားတတ်ကြပါတယ်သူတို့ရဲ့အမီကတော့အချိန်တန်ကြာရင်ပြန်ပေါက်လာတာပါပဲ။အီကွာနာတွေကလည်းသူတို့ရဲ့အမီကိုဖျက်ချနိုင်တယ်ဆိုတာသင်သိပါသလား။အီကွာနာတွေကြောင့်ပြောရရင်အီကွာနာအပါဝင်အိမ်မြောင်အုပ်စုတွေမှာတတိယမျက်လုံးတစ်လုံးပါရှိတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီမျက်လုံးနဲ့တော့သူတို့ကရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။အလင်းနဲ့အရိပ်ကိုခွဲခြားသိမြင်မှုအတွက်ပဲသုံးတာပါ။ဒီအီကွာနာမျိုးစိတ်ကတော့ကမ္ဘာမှာအမြန်ဆုံးအိမ်မြောင်မျိုးနွယ်ဝင်ဖြစ်ပြီးမြင်းတစ်ကောင်လိုအပြေးမြန်ပါတယ်။သူတို့ကရန်လိုတတ်တဲ့အကောင်တွေမဟုတ်ပေမဲ့သူတို့ကိုတွားချုပ်ရင်တော့ကြိုက်ပါလိမ့်မယ်ဒီပင်လယ်အီကွာနာတွေကတော့အစားအစာအတွက်ပင်လယ်ထဲကိုငုတ်ချိုးနိုင်တဲ့တခုတည်းသောအိမ်မြောင်မျိုးနွယ်ဖြစ်ပါတယ်သူတို့ကပင်လယ်နဲ့ရေညှိတွေကိုစားဖို့အတွက်ပေတရာအထိရေငုံနိုင်ကြပါတယ်သူတို့ကမိနစ်30လောက်ထိအသက်အောက်နိုင်တာကြောင့်ဒါကိုဝီလာ9ပြားတွေကြားရင်အံ့ဩသွားပါလိမ့်မယ်ဒါပေမဲ့ရေကူးတာကတင့်ကိုမအံ့ဩသေးဘူးဆိုရင်ရေပေါ်လမ်းလျှောက်တာကတော့တင့်ကိုအံ့ဩသေးပါလိမ့်မယ်။ပါစလိအိမ်မြောင်တွေကရေပေါ်မှာတကယ်ကိုပြေးနိုင်ပါတယ်။ဒါကြောင့်သူတို့ကိုယေရှုခရစ်တော်အိမ်မြောင်လို့တောင်ခေါ်ကြပါတယ်။ Jesus Christ ရေအကြောင်းပြောရရင်တော့အိမ်မြောင်အများစုကရေမတောက်ပဲလာပေါင်းများစွာအသက်ရှင်နိုင်ပါတယ်။စီးသွားတာကခန္ဓာကိုယ်ရေဓာတ်ကိုကုံဆုံးစေတဲ့အတွက်မကောင်းတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်သူတို့ကစီးကိုအခဲလိုက်ဆွန့်ထုတ်ပါတယ်။တကယ်လို့တင်ကအိမ်မြောင်ရှေးထဲမှာအဖြူရောင်အခဲလေးကိုမြင်ဘူးမဲ့ဆိုရင်အဲ့ဒီအဖြူရောင်ခဲ
ထဲကသူတို့ရဲ့စီးပါပဲဒါပြင်ဩစတြေးလျကဒီအစူးကောင်တွေကတစ်သက်လုံးရေမတောက်ဖဲအသက်ရှင်နိုင်ပါတယ်သူတို့ကသူတို့ရဲ့အရေးပြားကိုသုံးပြီးအရေးကိုဆုပ်ယူကြပါတယ်ဒါပေမဲ့သူတို့ကိုဒီဥကြိုပါတဲ့အိမ်မြောင်တွေနဲ့တော့အထင်မမှားလိုက်ပါနဲ့ဒီဥကြိုပါတဲ့အိမ်မြောင်တွေကသူတို့ရဲ့သွေးကိုမျက်လုံးကနေပန်းထုတ်နိုင်လို့ဖြစ်ပါတယ်အဲ့ဒီသွေးက9ပေထိရောက်နိုင်ပြီးရန်သူကိုမျက်စိလဲအောင်ကူညီပေးပါတယ်သွေးတွေအများကြီးထုတ်ပြီးရင်တော့သူတို့ကရေပြန်တောက်ဖို့လိုကောင်းလိုပါလိမ့်မယ်ထရူအထာဝါလို့ဆိုတဲ့ဒီအကောင်လေးတွေဆိုရင်ရေတွေမကပဲအစာမစားပဲတစ်နှစ်နီးပါးအသက်ရှင်နိုင်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့ကအိမ်မြောင်အစ်စ်မဟုတ်ဘူးဆိုတာကျွန်တော်တို့သိရှိခဲ့ပါတယ်ထားပါတော့လေကျွန်တော်ကဆုံးဖြတ်ရမယ်သူမှမဟုတ်တာဒရာဂိုအိမ်မြောင်တွေကတော့အိမ်မြောင်နဲ့လိပ်ပြဆက်ထားတဲ့ပုံစံရှိပါတယ်သူတို့ရဲ့နံရိုးတွေကဆန့်ထွက်နေပြီးခောက်လို့ရတဲ့အထီလိုဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒီအတောင်ပံတွေကအလုံးလုံးပါတယ်သူတို့ကလူသားတွေတက်တောင်ပို့ပြီးလေုံစီးနိုင်ပါတယ်အိမ်မြောင်မျိုးစိတ်တော်တော်များများကခြေထောက်မပါပဲဝေနဲ့အတော်ဆင်တူပါတယ်ဒါပေမဲ့သူတို့ကမျက်တောင်ခတ်ပြရင်တော့အဲ့ဒါကအိမ်မြောင်ပါပဲမွေတွေမှာတော့နားနဲ့မျက်ခုံမပါပါဘူးနောက်ပြီးခြေထောက်မဲ့အိမ်မြောင်တွေကလည်းသူတို့ရဲ့အမိကိုဖျက်ချနိုင်ပါသေးတယ်ဖွတ်တွေပဒတ်တွေကိုတော့နေရာတိုင်းလိုလိုမှကြောက်ကြပါတယ်တချို့လူတွေကသူတို့ကရင်တည်တတ်တယ်လို့ထင်ကြပါတယ်သူတို့မှာအစိတ်ရှိတာမှန်ပေမဲ့လူတို့ရဲ့အသက်ကိုတော့အန္တရာယ်မပေးနိုင်ပါဘူးဒါပေမဲ့သူတို့ရဲ့ပါးစပ်ထဲကဘက်တီးရီးယားတွေကြောင့်ပြင်းထန်တဲ့ယောဂပိုးကူးစက်နိုင်တာမို့ဆေးရုံကိုအမြန်သွားတင်ပါတယ်တကယ်အသက်အန္တရာယ်ရှိတဲ့ဖွံ့ဖြိုးနယ်တစ်ခုကတော့ခိုမိုဒိုဒရဂွန်ပဲဖြစ်ပါတယ်တကယ်လို့တင်ကသူတို့ကိုမြင်တော့ဒိုင်နိုဆောတွေကိုယုံကြည်သွားပါလိမ့်မယ်သူတို့အကြောင်းကိုတော့နောက်ဗီဒီယိုမှာအသေးစိတ်ဆက်ပြောကြတာပေါ့အခုတော့နောက်ထပ်အကြောင်းအရာတစ်ခုစီကိုကူးပြောင်းလိုက်ရအောင်ပါဝေလာငါးတွေအကြောင်းပြောရရင်ကဘာပေါ်ကအသက်ရှင်ဘူးသမျှတိရစ္ဆာန်တွေထဲမှာအကြီးမားဆုံးတစ်တော်တွေပါတကယ်လို့သိပ္ပံပညာရှင်တွေကသာသူတို့အကြောင်းကိုကြိုပြီးမသိခဲ့ဘူးဆိုရင်ဒီလိုရွယ်စားမျိုးရှိလာဘူးဆိုတာဇီဝဗေဒအရာမဖြစ်နိုင်ဘူးလို့တောင်းကြီးထက်ကြပါလိမ့်မယ်သိပ္ပံပညာရှင်တွေကအဲ့ဒီလိုခဏခဏပြောနေကြတာကိုဝေလာငါးတစ်ကောင်ရဲ့ခြားတစ်ခုကလည်းရွယ်ရောက်ပြီးသားစစ်တစ်ကောင်ရဲ့အလေးချိန်လောက်ရှိပါတယ်ရွယ်ရောက်ပြီးသားဝေလာငါးတစ်ကောင်မှာသွေးလီတာပေါင်း9500ရှိပါတယ်သူတို့ရဲ့နှလုံးကတော့လူတစ်ယောက်ကပင်မသွေးလွတ်ကြောကနေဝင်လို့ရတဲ့အထိကြီးမားပါတယ်ဝေလာငါးတွေကနိုးတိုက်တတော်ဝါတွေဖြစ်ပြီးသူတို့ရဲ့သားငယ်တွေကိုနိုးတိုက်ကျွေးတယ်ဆိုတာတင်တို့သိပေမဲ့တင်တို့မသိနိုင်တာတစ်ခုကတော့ဘာလန်ဝေလာငါးတွေရဲ့နိုးရည်ကသွားတိုက်စီလို့ပြစ်ခဲနေတတ်တာပါဝေလာငါးလေးတွေကအဲ့ဒီနိုးရည်ကိုတစ်နေ့ကိုလီတာ200ကျော်လောက်တောက်သုံးကြပါတယ်ဒါကြောင့်ဝေလာငါးပေါက်လေးတွေကတစ်နေ့ကိုပေါင်း200ကျော်ကြီးထွားကြပါတယ်ဒါကတစ်နာရီကို10ပေါင်နှုန်းနဲ့ကြီးထွားလာတာပါဝေလာငါးပြားတွေမှာရန်ကိုကြီးမားတဲ့ပါးစပ်တွေရှိပါတယ်။ဘယ်လောက်တော့ကြီးမားသလဲဆိုရင်သူတို့ရဲ့ကိုယ်လေးချိန်နဲ့ညီတဲ့ရေတွေကိုပါးစပ်ထဲမှာထည့်နိုင်ပါတယ်။ဒါပေမဲ့သူတို့မှာသွားမရှိပါဘူး။သူတို့ကခရူးလို့ခေါ်တဲ့ပဇွန်သိပ်အသေးလေးတွေနဲ့ငါးသေးသေးလေးတွေကိုစားတာကြောင့်ဘာမှဝါစားနေဖို့မလိုပါဘူး။ပြီးတော့သူတို့ရဲ့လေချောင်းက8လက်မလောက်ပဲကျေပါတယ်။ငါအကြီးကြီးတွေဆိုရင်လေချောင်းမှာတစ်ဆိုသွားနိုင်ပါတယ်။ဒါကြောင့်ဝေလာငါးပြားတစ်ကောင်ကဘတ်စကားတစ်စီးလုံးကိုမြူချနိုင်တယ်လို့တင်ထင်နေရင်တော့ပြန်တွေးကြည့်လိုက်ပါဦး။ဝေလာငါးပြားတွေကမိနစ်20လောက်ပဲအသက်အောက်နိုင်ပေမဲ့ကတ်စလောဝေလာငါးတွေကတော့တနာရီနီးပါးအသက်အောက်နိုင်ပါတယ်ဝေလာငါးတွေကရေထဲမှာပဲအိပ်ပျော်ကြပြီးသူတို့အိပ်တဲ့အခါအသက်ရှူဖို့နဲ့အန်တရာယ်ကိုသိနိုင်ဖို့အတွက်သူတို့ရဲ့အုံနောက်တစ်ဝက်ကိုနှိုးချထားပါတယ်သူတို့ကအိပ်နေနေတောင်ရေကူးနိုင်ပါတယ်တင်တို့ကဝေလာငါးရဲ့ကြောကုန်းပေါ်ကရေထွက်တဲ့အပေါက်ကိုမြင်မှုကြပေမဲ့အဲ့ဒါကသူတို့ရဲ့နှာခေါင်းဆိုတာမသိပါဘူးဆင်ကဲပြောင်းလဲမှုကြောင့်သူတို့ရဲ့နှာခေါင်းကခေါင်းပေါ်ကိုရောက်သွားတာပါဒါကသူတို့ကိုရေပေါ်ကိုလုံးဝထွက်စေရမလို့ပဲအသက်ရှူနိုင်အောင်ကူညီပေးပါတယ်ဝေလာငါးပြားတွေရဲ့မိတ်လိုက်တဲ့အော်တန်က188ဒက်ဆီဘယ်လောက်ရှိပါတယ်တခြားဝေလာငါးပြားတွေကတော့အဲ့ဒီအတန်ကိုမိုင်1000กว่าဝေးကနေကြားနိုင်ပါတယ်ကျွန်တော်တို့လူသားတွေကတော့မကြားနိုင်ပါဘူးပြီးတော့သူတို့မိတ်လိုက်တဲ့အော်တန်ကိုလည်းကျွန်တော်တို့နားထောင်ဖို့မလိုပါဘူးလေဒါပေမဲ့ကက်ဆယ်လော့ဝေလာငါးကကလေးနေတဲ့အတန်မျိုးလုံနေတဲ့အနားမှာတင်ရှိနေရင်တော့တင်းရဲ့နားစီပျက်စီးသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့ထုတ်လို့တဲ့အတန်လိုင်းက240ဒက်ဆီဘယ်လောက်ရှိလို့ပါ။ဝေလာငါးပြားတွေကတစ်နေ့ကိုခရူးပဇွန်စိတ်အကောင်ရေတန်း40ကျော်စားသုံးပါတယ်။သူတို့ကနှစ်ပေါင်း100ကျော်အသက်ရှင်နိုင်ပြီးခရီးဝေးကြီးကိုရွှေ့ပြောင်းသွားလာကြပါတယ်။မိအိုးရောင်ဝေလာငါရဲ့တက်သက်တာပြောင်းရွှေ့သွားလာတဲ့အကွာဝေးကကဘာကနေလာကိုအသွားပြန်လှုပ်ထားတဲ့အထူတူပါပဲပြီးတော့ကဘာပေါ်မှာအထီးကျန်ဆုံးဝေလာငါလို့လူသိများတဲ့ 52 ဟတ်ဝေလာငါလည်းရှိပါသေးတယ်သူကတစုံတယောက်ကိုချဖွေနေရင်းနဲ့အချက်ပြတန်တွေကိုနှစ်30ကျော်ကြာထုတ်လွှင့်နေတာပါဒါပေမဲ့အခုချိန်ထိဘယ်သူမှပြန်မထူးသေးပါဘူးမကြခင်မှာအကြောင်းပြန်ကြားမှုရပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်ဒါကတော့ reindeer သမင်ဖြစ်ပြီးသူတို့မှာဆောင်းရာသီကျရင်အပြာရောင်ပြောင်းသွားတတ်တဲ့ရွှေရောင်မျက်လုံးတွေရှိပါတယ်အပြာရောင်မျက်လုံးတွေကအလင်းကိုအရန်အာရုံခံနိုင်စွမ်းရှိပြီးရှည်လျားပြီးမောင်မိုက်တဲ့ဆောင်းရာသီမှာလမ်းကြောင်းချပွေဖို့အတွက်သုံးဝင်ပါတယ် reindeer တွေကအာဆီယံမှုကိုစားသုံးကြပြီးအဲ့ဒီမှုကခရမ်းလွန်ရောင်ကြီးကိုဆုပ်ယူကြပါတယ်ဝင်ရိုးစုံဝဝနဲ့ဝန်ပလွေတွေရဲ့အမွေးကလည်းခရမ်းလွန်ရောင်ကြီးကိုဆုပ်ယူကြပါတယ်ဒါကြောင့် reindeer တွေကခရမ်းလွန်ရောင်ကြီးကိုမြင်နိုင်စွမ်းရှိအောင်ဆင်းသက်ပြောင်းလဲလာခဲ့ကြတာပါသူတို့ရဲ့နှာခေါင်းမှာသွေးကြောတွေအများကြီးရှိနေတာကြောင့်ဆောင်းရာသီမှာနည်းနည်းနှီးမြ
မြန်းနေတဲ့ပုံစံပေါက်နေတာတွေ့ရပါတယ်ဒါကြောင့်နှာခေါင်းနေတဲ့ရူတော့သမင်လေးအကြောင်းကလုံးဝအုပ်တုံမှုသားကြီးတော့မဟုတ်ဘူးထင်ပါတယ်နောက်ပြီးနှာခေါင်းကိုဖုံးအုပ်ထားတဲ့အမွေးတွေကလေတွေကိုခန္ဓာကိုယ်ထဲမဝင်ခင်နှွေထွေးသွားအောင်ကူညီပေးပါတယ်ဒါကအပူပေးသက်လိုမျိုးအလုပ်လုပ်တာပေါ့ရင်းဒီယားတွေကအထီးရောအမပါဥကြိုရှိတယ်တခုတည်းသောသမင်မျိုးနွယ်ဖြစ်ပါတယ်မေးလက်ပြီးတဲ့နောက်မှာတော့အထီးတွေကနိုဝင်ဘာလလောက်မှာသူတို့ရဲ့ဥကြိုတွေကိုရွှေ့ရှားလေးရှိပါတယ်ဒါပေမဲ့အမားတွေကတော့ကိုဝင်ရှိနေတဲ့အတွက်ຫນွေဥပေါက်သားမွေးတဲ့အချိန်အထိဥကြိုတွေကိုထပ်ထိန်းထားကြပါတယ်ဒါကြောင့်ဤပညာရပြောရရင်တော့ဆန်တာကရော့ရဲ့ရိန်ဒီယားသမင်တွေအားလုံးကအမားတွေဖြစ်ပြီးကိုဝင်ဆောင်ထားရတဲ့အကောင်တွေဖြစ်ပါတယ်ဒါပေမဲ့ root dog ကတော့ချွင်းချက်ဖြစ်ပါလိမ့်မယ်အဲ့ဒီနာမည်ကအမားနာမည်နဲ့မတူဘူးလေဖြစ်နိုင်တာကတော့သူကမေးလိုက်ခွင့်မရပဲအမားတွေကိုအထင်ကြီးစေဖို့အတွက်အခုချိန်ထိဥကြိုတွေကိုထိန်းထားနိုင်တာဖြစ်မှာပါဒါပေမဲ့သူကအဖွဲ့ရဲ့မူလအဖွဲ့ဝင်လည်းမဟုတ်ပါဘူးသူက1939ခုနှစ်နောက်ပိုင်းမှာအဖွဲ့ထဲကိုဝင်လာခဲ့တာပါဆန်တာကလော့ကသူ့ကိုရှစ်လားမရှစ်လားတော့ကျွန်တော်မသိပါဘူးဒါပေမဲ့အမြဲတမ်းပဲကျွန်တော်ကတော့တင်တို့အားလုံးကိုရှစ်ပါတယ်